Daily Voice ကိုကြည့်ရှုနားဆင်နေကြတဲ့မိဘပြည်သူများအားလုံးမင်္ဂလာမနက်ခင်းပါရှင်။အခုချိန်ကစပြီးမေလ29ရက်နေ့မနက်ခင်းသတင်းများကိုတင်ဆက်ပေးပါမယ်။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖလားမြို့လုံးပြီးရက်ကွက်အနီးတွင်စစ်ကောင်စီဖမ်းဆီးတပ်ဖြတ်မှုကြောင့်ဒေသခံနှုံနဲ့ချင်းတော်လှန်ရဲဘော်နှုံတေဆုံးတဲ့သတင်းဒယ်လီရောက်မြန်မာပြည်သူများကမရောက်နိုင်အိန္ဒိယခီးစဉ်အားပြင်းထန်စွာကန့်ကွက်မိသတင်းစောမြို့နယ်ကြောက်ထု368တပ်တို့စစ်ထောက်ဖို့လျင်ဖြင့်ရိတ်ခါခဲရများပို့ဆောင်တဲ့သတင်းကြောက်ထုအမတ368မှစစ်ကြောင်းထွက်ခွာလာပြီးလေဟန်ကြီးကျေးရွာအနီးရောက်ရှိမင်းတပ်မြို့ပေါ်တွင်ကင်းထောက်လင်းပြန်ဝဲတဲ့သတင်းနဲ့မင်းတပ်ကမ်ပလက်နဲ့မတူပီဒေတာများတွင်စစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်စားတဲ့သတင်းတွေအပါအဝင်အခြားကြောင်းအရာတွေကိုတင်ပြပေးပါမယ်။ဖလားမြို့လုံးပြီးရက်ကွက်အနီးတွင်စစ်ကောင်စီဖမ်းဆီးတပ်ဖြတ်မှုကြောင့်ဒေသခံ2ဦးနဲ့ချင်းတော်လိုင်းရဲဘော်နှုတ်တေဆုံးတဲ့သတင်းကိုဥစွာတင်ပြပေးပါမယ်။ချင်းပြည်နယ်ဖလားမြို့နယ်လုံးပြီးရက်ကွက်အနီးတွင်စစ်ကောင်စီတပ်ဖမ်းဆီးတပ်ဖြတ်မှုကြောင့်တေဆုံးခဲ့တဲ့ချင်းတော်လိုင်းရဲဘော်2ဦးနဲ့ဒေသခံရဲသားအမျိုးသား2ဦးစုစုပေါင်း4ဦးရုပ်လောင်းများကိုမေလ29ရက်နေ့ကရှာဖွေတွေ့ရှိခဲ့ပြီးတကြိုပေးခဲ့လို့သိရပါတယ်။အဆိုပါတပ်ဖြတ်ခံခဲ့ရတဲ့အရက်သား2ဦးမှာလုံပြီးရက်ကွက်ဖုံးကြီးကျောင်းအနီးတွင်နေထိုင်သူဦးတူလျက်နဲ့ဦးနောင်းနှင်တို့ဖြစ်တယ်လို့သိရပါတယ်။၎င်းတို့2ဦးဟာဖလန်းမြို့အနီးတွင်တိုက်ပွဲပြင်းထန်နေစဉ်တောထဲသို့စစ်ပေးရှောင်နေရမှစစ်ကောင်စီတပ်ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက်ရဲရဲစစ်စစ်တပ်ဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။ဒါအပြင်စီနယ်လက်မောင်းတစိတ်ပါစစ်ဝတ်စုံဝတ်ဆင်ထားတဲ့ချင်းတော်လှန်ရဲဘော်2ဦးကိုလည်းစစ်ကောင်စီတပ်ကဖမ်းဆီးကခေါင်းဖြတ်တပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီတပ်ကတပ်ဖြတ်ပြီးနောက်တေဆုံးသူ4ဦးရုပ်လောင်းများကိုလမ်းဘေးရေနှုံမြောင်းတွင်ဆွန့်ပစ်ထားခဲ့ကြပြီးမေလ29ရက်နေ့ကဖလားမြို့နယ်မှလူကြီးများနဲ့တာဝန်ရှိသူများကတွားရောက်တေဆောင်ကတုတ်တန်တွင်ကောင်းမွန်စွာတကြိုပေးခဲ့တယ်လို့သိရှိရပါတယ်ရှင်။ဆက်လက်ပြီးဒယ်လီရောက်မြန်မာပြည်သူများကမင်းအောင်လှိုင်အိန္ဒိယခီးစဉ်အားပြင်းထန်စွာကန့်ကွက်မိကြောင်းကိုတင်ပြပေးပါမယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏အိန္ဒိယခီးစဉ်ကိုကန့်ကွက်တဲ့အနေဖြင့်ဒယ်လီရောက်မြန်မာပြည်သူများကပြင်းပြင်းထန်ထန်ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်း Burma House New Delhi အဖွဲ့ကပြောပါရယ်နိုင်ငံတော်သမ္မတရာထူးကိုမတရားရယူထားတယ်လို့ဝေဖန်ခံထားရတဲ့မင်းအောင်လှိုင်၏အိန္ဒိယခီးစဉ်ကိုဒယ်လီရောက်မြန်မာပြည်သူများအနေဖြင့်လုံးဝလက်မခံနိုင်ကြောင်းနဲ့လူထုအင်အားအပြည့်ဖြင့်စန့်ကျင်ဆန္ဒပြကန့်ကွက်သွားမည်ဖြစ်ကြောင်းအသိပေးပြောကြားထားပါတယ်။အဆိုပါဆန္ဒပြကန့်ကွက်ပွဲအတွက်အိန္ဒိယအစိုးရထံတရားဝင်ခွင့်ပြုချက်တောင်းခံထားပြီးဖြစ်ကဥပဒေလုံထုံးလုံနည်းများနဲ့ညီစနစ်တကျဆောင်ရွက်သွားမည်ဖြစ်တယ်လို့သိရပါတယ်။ဒယ်လီရောက်မြန်မာပြည်သူများအနေဖြင့်မိမိတို့တတ်နိုင်တဲ့ကဏ္ဍများကနေပြီးတော်လှန်ရေးနဲ့အတူအမြဲတစေတသားတည်းရက်တီလက်ရှိကြောင်းလည်းပြောကြားထားပါတယ်။ဒယ်လီရောက်မြန်မာစစ်ဘေးဒုက္ခသည်များမှအကြမ်းဖက်စစ်အုပ်စု၏ဖိနှိပ်ရက်စက်မှုများကြောင့်မိခင်နိုင်ငံကိုစွန့်ခွာကာစစ်ဘေးဒုက္ခသည်များဖြင့်ခက်ခဲပင်ပန်းစွာရက်တီနေကြရပြီးထိုခက်ခဲများကိုကျော်လွှားနိုင်ရန်လူတော်လှန်ရေးအောင်မြင်မှုသည်သာအဓိကတော့ချက်ဖြစ်တယ်လို့လည်းအသိပေးပြောကြားထားပါရရှင်။စောမြို့နယ်ကြောက်ထု368တပ်တို့စစ်တောက်ဖို့လေရင်ဖြင့်ရိတ်ခါခဲရများပို့ဆောင်တဲ့တရင်ကိုဆက်လက်တင်ပြပါမယ်။မကွေးတိုင်းရောဒေသစောမြို့နယ်ကြောက်ထုမြို့ရှိ368အမြောက်တပ်တို့စစ်တောက်ဖို့လေရင်တစီဖြင့်အထုပ်များလာရောက်ချပေးခဲ့ကြောင်းဒေသတရင်ရင်းမြစ်များထံမှသိရပါတယ်။မိထလာမြို့ရှန်တဲလေးလေးတပ်မှပြန်တန်းလာတဲ့ Y8 စစ်ထောက်ပိုလင်းတစီဟာမေလ28ရက်နေ့9:50မိနစ်ခန့်မှ17နာရီကျော်အထိကြောက်ထုဒေသထက်တွင်12ကြိမ်ထက်မနည်းပြန်ဝဲခဲ့ပြီးလေထီးတစ်ခုလင်အထုပ်3ထုပ်နှုံးဖြင့်အထုပ်36ထုပ်ထက်မနည်းချပေးခဲ့ကြောင်းသိရပါတယ်။အဆိုပါထုပ်များတွင်ရိတ်ခါနှင့်ခဲရများပါဝင်နိုင်ကြောင်းလက်တလောတွင်ရောဒေသစောမြို့နယ်နှင့်ကြောက်ထုဒေသများ၌စစ်အုပ်စုတပ်များဖြန့်ကျက်နေရာယူထားသဖြင့်ဒေသခံပြည်သူများအနေဖြင့်စစ်ရေးတရီအမြဲထားရှိကြရန်လိုအပ်တယ်လို့သိရှိရပါတယ်ရှင်။ကြောက်ထုအာမတ368မှစစ်ကြောင်းထွက်ခွာလာပြီးလေအိုင်ကြီးကျေးရွာအနီးရောက်ရှိမင်းတပ်မြို့ပေါ်တွင်ကင်းထောက်လင်းပြန်ဝဲတဲ့တရင်ကိုနောက်ထပ်တင်ပြပါမယ်။မကွေးတိုင်းကြောက်ထုမြို့ရှိအာမတ368တပ်မှမေလ28ရက်နေ့ပိုင်းကတောင်အရက်သို့အင်အား300ခန့်ပါဝင်တဲ့စစ်ကြောင်းတစ်ခုထွက်ခွာလာကြောင်းဒေသတရင်ရင်းမြစ်များထံမှသိရပါတယ်။အဆိုပါစစ်ကြောင်းဟာမေလ28ရက်ညနေပိုင်းချိန်တွင်လေကြီးအိုင်ကြီးရွာတွင်ရောက်ရှိနေပြီးရှေ့ပြေးကင်းပုံအဖွဲ့အချို့မှရွာတောင်ဘက်ချမ်းရှိတန်ပေါင်တရားအနီးသို့ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင်မနေ့တနေ့လုံးနီးပါချင်းပြည်နယ်မင်းတပ်မြို့ပေါ်တွင်စစ်ကောင်စီကင်းထောက်လင်းတစီပြန်ဝဲကကင်းထောက်မှုများပြုလုပ်ခဲ့ကြောင်းဒေသခံများထံကသိရပါတယ်ရှင်။
အလားတူမင်းတပ်ကမ်ပလက်နဲ့မတူပီဒေသများတွင်စစ်ကောင်စီလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုများစစ်တိုက်ပြုလုပ်တဲ့သတင်းကိုတင်ပြပါမယ်။မကွေးတိုင်းကြောက်ထုအခြေဆိုင်အမတာ368မှဟောင်ဝေစာလက်နက်ကြီးဖြင့်မင်းတပ်မြို့အရှိချမ်းရှိနေရာတစ်ခုကိုမနေ့နေ့လယ်12နာရီခွဲခန့်ချိန်တွင်နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။မနေ့တနေ့လုံးကင်းထောက်လေများနဲ့ဒရုန်းများပြောင်းဝဲလှုပ်ရှားမှုများတိတိတသားများပြားနေကြောင်းလည်းသိရပြီးဒေသခံများအနေဖြင့်လေကြောင်းအနေသတိထားနေထိုင်ကြရန်သတိပေးမှုများလည်းထွက်ပေါ်နေပါတယ်။ဒါအပြင်ကြောက်ထူမှတောင်ဘက်သို့မနေ့မနေ့ပိုင်းကထွက်ခွာလာတဲ့အင်အား300ခန့်ပါစစ်ကြောင်းဟာညနေပိုင်းတွင်ကန်ချောင်းရွာအနီးသို့ရောက်ရှိရန်မိုင်းဝင့်ခတ်သားလိုတော့တယ်လို့သိရပါတယ်။ညနေ3:20မိနစ်ခန့်ချိန်တွင်အီလာလီတက်မှဂျက်ဖိုက်တာတစ်စီးကကမ်ပလက်မြို့ရှိနေရာတစ်ခုကိုဘုံ၄လုံးဖြင့်နှစ်ကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အလားတူ3နာရီခွဲခန့်အချိန်တွင်တရဦးလေးတက်မှဂျက်ဖိုက်တာတစ်စီးကလည်းမတူပီမြို့နယ်ရှိနေရာတစ်ခုကိုလေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ညနေ9နာရီခွဲခန့်အချိန်တွင်လည်းစောကမ်ပလက်အဆက်ဒေသ၌မကွေးတက်Y12ထောက်ပိုလင်းတစ်စီးမှခေရန်ရိတ်ခါများချပေးခဲ့ကြောင်းသိရပါတယ်။ဒါအပြင်ကြောက်ထုဒေသတွေလည်းY8 လေရင်ဖြင့်ရိတ်ခါထုံများချပေးခဲ့လို့သိရပါတယ်။ရခင်ရက်ပိုင်းကဒဏ်ရာရရှိထားတဲ့စစ်ကောင်စီစစ်ကြောင်းမှုတို့နဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်50ကျော်ကိုစေကူတာရန် Y8 ထောက်ပိုလင်းဖြင့်ကြောက်ထုလင်းကွင်းမှလာရောက်ခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဒါအပြင်ကြောက်ထုသို့ရောက်ရှိနေတဲ့အင်အား1000ကျော်ပါစစ်ကြောင်းဟာမင်းတပ်ဘက်သို့ဦးတည်စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်းသတင်းများထွက်ပေါ်နေပါတယ်။အဆိုပါစစ်ကြောင်းမှာတစ်သားတစ်စုဆောင်းခံထားရတဲ့မင်းတပ်ဒေသခံလူငယ်များအခြားချင်းလူငယ်များနဲ့အခြားတပ်ရင်းများမှချင်းတက်ချက်ကြီးများ80ဝန်းကျင်ပါဝင်ကြောင်းလည်းကြားသိရပါတယ်။ဒေသခံများအနေဖြင့်ရခိုင်ရပ်ပိုင်းအတွင်းစစ်ရေးနဲ့လေကြောင်းတရီများကိုအမြဲစောင့်ကြည့်နားထောင်ပြီးလုံခြုံရေးတရီအထူးထားကြရန်ဒေသတွင်အဖွဲ့အစည်းများကတရီပေးထားပါတယ်ရှင်။ဆက်လက်ပြီး CDF ဟာခါတီထောင်သူအဖွဲ့ဝင်နဲ့ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ဆလိုင်းဆန်လင်းပြစ်ခတ်သေဆုံးမှုအတွက်အထွေထွေတွင်းရင်မှုကိုဖမ်းဆီးအရေးယူသွားမှာဖြစ်ကြောင်းထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။ CDF ဟာခါတပ်ဖွဲ့တီထောင်သူအဖွဲ့ဝင်နဲ့ခေါင်းဆောင်ဟောင်းတဦးဖြစ်တဲ့ဆလိုင်းဆန်းလင်ခေါ်ဂျောဆွာဟာမေလ15ရက်နေ့က CDF ဟာခါယုံချုပ်တွင်ဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုအတွင်းသေဆုံးခဲ့ကြောင်း CDF ဟာခါ Central Council ကမေလ28ရက်နေ့ကတရားဝင်သတင်းထုတ်ပြန်လာပါတယ်။ထုတ်ပြန်ချက်တွင်မေလ15ရက်နနက်9:50မိနစ်အချိန်ကဆလိုင်းဆန်းလင်နဲ့တူထမင်းချက်ဆက်ဖုံးမှုနဲ့စကြီးမောင်းတူတို့ဟာ CDF ဟာခါယုံချုပ်ခမ်းမဆောင်ကိုတာဝန်ရှိသူများခွင့်ပြုချက်မရှိဘဲလာရောက်ဖြိုဖျက်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF ဟာခါထွေထွေတွင်ရင်မှုဆလိုင်းစကြုံလျံကတွားရောက်တားဆီးစီနှစ်ဖက်စကားများခဲ့ပြီးဆလိုင်းဆန်းလင်ကဆလိုင်းစကြုံလျံကိုပါရိုက်ခဲ့လို့ဆိုပါတယ်။အဲ့နောက်တရားရေးယုံဤဖောင်းဝရံဖြစ်ဖန်စီရန်ဆောင်ရွက်နေစဉ်တွင်ဆလိုင်းစကြုံလျံကဆလိုင်းဆန်းလင်အားတနက်ဖြစ်ပြက်ခတ်ခဲ့သည်ဖြင့်အခင်းဖြစ်ပွားရနေရာတွင်သေဆုံးခဲ့လို့ထုတ်ပြန်ထားပါတယ်။ CDF ဟာခါ Central Council ကတော်လှန်ရဲဘော်ချင်းချင်းကြားလက်နဲ့အသုံးပြုပြီးလူတက်မှုကျူးလွန်ခြင်းဟာလုံးဝမဖြစ်သင့်သောစိတ်ယွန့်ဖွယ်လုပ်ရက်ဖြစ်ပြီးပြင်းထန်စွာကန့်ကွက်ရှုတ်ချထားပါတယ်။လက်ရှိတွင်လူတက်မှုကျူးလွန်သည်ဟုဆွဆွဲခံထားရတဲ့ CDF ဟာခါ Central Council အထွေထွေတွင်ရင်မှုဆလိုင်းစကြုံလျံကိုဖမ်းဆီးထိန်းသိမ်းထားပြီးရာထူးမှလည်းရဆိုင်ထားလို့ဆိုပါတယ်။ဆလိုင်းဆောင်းလင်ဟာ CDF ဟာခါတီထောင်သူအဖွဲ့ဝင်တူဖြစ်ပြီးယူဟာမူဟောင်းတက်မဟာမူဟောင်းပူးတွဲအထွေထွေတွင်ရင်မူဟောင်းနဲ့ဒုတိယဥက္ကဋ္ဌဟောင်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကလက်ရှိတွင်တပ်သားဖြစ်ဆက်လက်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှန်တရားဖော်ထုတ်နိုင်ရန်နဲ့တရားမျှတမှုရရှိစေရန် CDF ဟာခါ Central Council ၏ကာကွယ်ရေးကော်မတီ Legal Affairs Department နဲ့ချင်းလန်းကောင်စီကာကွယ်ဝင်ကြီးဌာနတို့ပါဝင်တဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းသိပေးထားပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးသတင်းထုတ်ပြန်မှုနှောင့်နှေးခဲ့ရခြင်းမှာစုံစမ်းစစ်ဆေးလုပ်ငန်းများကျန်ရစ်သူမိသားစုများအားနှစ်သိမ့်ပံ့ပွေးလုပ်ငန်းများနဲ့ဟာခါဒေသတွင်အရေးပေါ်စစ်ရေးအခြေအနေများကြောင့်ဖြစ်တယ်လို့ CDF ဟာခါ Central Council ကရှင်းလင်းထားပါတယ်ရှင်။ထိုင်းမြန်မာအမှတ်2ချစ်ကြည်တရားတစ်နှစ်နီးပါးပိတ်ထားရမှပြန်လည်ဖွင့်လှစ်တဲ့သတင်းနောက်ဆုံးတင်ပြပေးပါမယ်။ကရင်ပြည်နယ်မြဝတီမြို့ရှိထိုင်းမြန်မာအမှတ်2ချစ်ကြည်တရားကိုတစ်နှစ်နီးပါးပိတ်ထားခဲ့ရမှမေလ28ရက်နေ့ပိုင်းကပြန်လည်ဖွင့်လှစ်လိုက်ကြောင်းသိရပါတယ်။
နှစ်နိုင်ငံနယ်စပ်ကုန်စည်ပို့ဆောင်ရေးအတွက်အသုံးပြုနေတဲ့ထိုင်းမြန်မာအမှတ်2ချစ်ကြည်ရေးတရားကိုပြီးခဲ့တဲ့2025ခုနှစ်ဩဂတ်လအတွင်းအာဏာသိမ်းစစ်ကောင်စီဘက်မှပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။မေလ28ရက်နေ့10နာရီခွဲခန့်ချိန်မှာထိုင်းနိုင်ငံဖက်ချမ်းမှတရားကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးထိုင်းကုန်တင်ရင်အချို့လဲမြန်မာနိုင်ငံဖက်နယ်စပ်ဂိတ်တို့ဖြတ်တန်းဝင်ရောက်ခဲ့ကြောင်းထိုင်းသတင်းမီဒီယာများကဖော်ပြထားပါတယ်။မြန်မာနိုင်ငံမြဝတီနဲ့ထိုင်းနိုင်ငံမဲဆောက်မြို့တို့ကိုချိတ်ဆက်ထားတဲ့ထိုင်းမြန်မာအမှတ်2ချစ်ကြည်တရားမှာကုန်စည်ကူးသန်းပို့ဆောင်ရေးအတွက်အဓိကအသုံးပြုတဲ့တရားဖြစ်ပြီးအမှတ်1ချစ်ကြည်တရားကိုမူလူဝင်လူထွက်နဲ့တွာလာရေးအတွက်သာအဓိကအသုံးပြုခဲ့ကြကြောင်းသိရပါတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့ဧပြီလ2ရက်နေ့ကထိုင်းမြန်မာနယ်စပ်ကုန်သွယ်လမ်းကြောင်းဖြစ်တဲ့အာရှလမ်းမကြီးကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးနောက်2လခန့်ကြာမှာထိုင်းမြန်မာချစ်ကြည်တရားကိုပြန်လည်ဖွင့်လှစ်လာခြင်းဖြစ်ပါတယ်ရှင်။ Daily Voice ကိုကြည့်ရှုနားဆင်နေကြတဲ့မိဘပြည်သူများအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ရှင်။